ပန်းမြိုင်လယ်မှာဥယျာဉ်မှုယုံတင်စကားကြီးကြောင့်လူငယ်တွေကြားတစ်ခေတ်ပြန်ပေါ်လာနိုင်တဲ့ထင်ကြီးပေးခံရကဲပရိသတ်ကြီးတို့ဒီရက်ပိုင်းအတွင်းမှာတင်ယုံတင်ပြသနေခဲ့တဲ့ပန်းမြိုင်လယ်မှာဥယျာဉ်မှုယုံတင်စကားကြီးဟာအခုအချိန်မှာဆိုရင်အတော်လေးကိုမှအောင်မြင်မှုတွေရရှိထားတဲ့စကားတကားလို့ပြောရပါမယ်ဒီစကားကြီးရဲ့ပဲကန်ရှင်ကတော့ဆရာကြီးလေတွင်သားစောချစ်ဖြစ်ပြီးမြင့်မြတ်နဲ့မင်းမြင့်မို့တို့ကအဓိကဇက်ဆောင်တွေအဖြစ်ပါဝင်ထားခဲ့ပါသေးတယ်ဒီစကားကြီးကိုတော့ဆရာကြီးလေတွင်သားစောချစ်ရဲ့လက်တွေ့ဘဝအတိုင်းကျွတ်စွတ်တူအောင်ရိုက်ကူးထားကြပေမဲ့ထုတ်လုပ်ရိုက်ကူးသူဒါရိုက်တာကမင်းသားမင်းသမီးအရွေးမားတယ်လို့လည်းပြောနေကြပါသေးတယ်ဒါပေမဲ့လည်းရုပ်ရှင်လောကမှာဒီလိုမျိုးအနှစ်သာရပြည့်စုံတဲ့စကားမရှိတော့ဘဲဖောက်ပြန်ရေးစကားတွေအကြမ်းဖက်စကားတွေစိတ်တစားစကားတွေသာပေါ်လာခဲ့လို့အခုခေတ်လူငယ်တွေကဆရာကြီးပြောသလိုမျိုးအချစ်စစ်အချစ်မှန်ကိုပေးရကောင်းမှမသိနေကြတော့ပါဘူးအဲ့ဒါအပြင်ပညာရေးလောကကိုစီးပွားရေးတစ်ခုလိုလည်းမြင်လာကြတဲ့အတွက်အဲ့ဒီစကားကြီးဟာဘလောက်ပဲကာရိုက်တာအရွေးမားနေခဲ့ပါစေဒီဘက်ခေတ်ဒီလိုအချိန်ခါမှာပြကိုပြပေးတဲ့ပညာပေးဇလန်းကောင်းကြီးတပုတ်ပါဆိုပြီးတော့ပရိသတ်တွေကမှတ်ချက်ပေးနေကြပါတော့တယ်တကယ်တမ်းမှာကြတော့လေအခုနောက်ပိုင်းယုံတင်ပြသနေတဲ့စကားတော်တော်များများဟာအိမ်တော်ကြီးဖောက်ပြန်တာတွေပူလောင်တာတွေပဲများလာလို့လူငယ်တွေကြားမှာပါအယောင်ဆိုးသလိုဖြစ်နေကြတာပါဒါကြောင့်ပရိသတ်ကြီးတို့လည်းဒီလိုမျိုးအနှစ်သာရပြည့်စုံလုံးနဲ့ပန်းမြိုင်လင်းမှဥယျာဉ်မှုစကားကြီးကိုမကြည့်ရသေးရင်တွားကြည့်ဖို့အကြံပေးလိုက်ပါတယ်ဗျာ